လာတဲ့ပြုံးလေးနဲ့ငါခွေရိုင်းလဲညုံထွက်ဖို့မကြိုးစားတော့ကွယ်မင်းရဲ့အတွက်ဆုံးငါရှုံးမှာပါဘိုးတော်ငါကြားခဲ့ဘူးတဲ့ချစ်ကောင်းဒီလိုပူလောင်နေတဲ့ကြတော့မင်းနဲ့တွေ့မှအဲ့ဒီစကားတွေမယုံတော့ဘူးငါဘုရားဟောလဲရှိတာပဲမုန်းတရားထမ်းမြစ်တာပဲဘွားကြဖို့ဟောခဲ့သေးတာပဲဘာကြောင့်မို့ငါကိုကွယ်မင်းလေးခုမုန်းခြင်းလဲမဆောင်ကြည့်တော့မထိုးနဲ့ကြောက်ပါတယ်ကဲဆိုရင်